Hello ဒီနေ့ကတော့ကျွန်တော်ရဲ့ daily vlog video လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်အိပ်ရမနက်မိုးလင်းတော့အိပ်ရထားတယ်အိပ်ရနုံနုံချင်းပဲကျွန်တော်ပြန်အိပ်ပါတယ်ဒါကနောက်တော့ပါကျွန်တော်မနက်အိပ်ရထားပြီးတော့ကျွန်တော်နေပါတယ်ကျွန်တော်သိနေကျွန်တော်သိနေနေရာမှာလည်းကျွန်တော်ရဲ့ဒါဆရာကြားတဲ့ professional ကွက်နေတဲ့ AD နဲ့ကျွန်တော်ဒါကျွန်တော်သိနေအဲ့နောက်မှာကျွန်တော်မျက်နှာတေးသွားတိုက်လို့ကျွန်တော်လုပ်တယ်မျက်နှာတေးပြီးရနောက်မှာတော့ကျွန်တော်ဖះဆွန်းကပ်ဖို့ကိုစတင်ပြီးတော့ကျွန်တော်လုပ်ပါတယ်ကျွန်တော်မနက်တိုင်းအိပ်ရထားမျက်နှာတေးပြီးဆိုတာနဲ့ဖះဆွန်းကပ်ဖို့လုပ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ကော်ဖီနဲ့မုန်းနဲ့ကပ်ပါတယ်ဘာလို့လဲဆိုတော့စွန့်ပြီးကိုပဲစားမှာဆိုတော့ကိုစားမဲ့ဟာတခါတည်းကျွန်တော်ကြိုကတ်တဲ့သဘောပါအလကားနောက်တာပါအဲ့တော့ကျွန်တော်တို့တနေ့တာရဲ့မနက်မှာဖះဆွန်းကပ်တာကိုကျွန်တော်တို့ဒါဖြစ်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဦးဆုံးလုပ်တင်ပါတယ်လုပ်ပါလို့လည်းကျွန်တော်တိုက်တွန်းနေပါတယ်အဲ့တော့ကျွန်တော်တို့ဖះဆွန်းကပ်တဲ့နေရာမှာလည်းဖုံးတော်နန္ဒကန်တော်နန္ဒညံတော်နန္ဒစကြဝဠာကဘာမြေမြဖြတ်မြန်ပြိုးမြတဘောနန္ဒအောင်နေပြည်တော်မူသောရှင်မြတ်စွာဘုရားရှင်မြတ်စွာဘုရားအားဆွန်းခဲပွဲများကိုဖြူစင်တရာစေတနာဖြင့်ရှင်ကစိတ်လန်းကတ်လူတူတမ်းပါတယ်ရှင်မြတ်စွာဘုရားအဲ့ဒါပြီးတော့ကျွန်တော်ဒီနေ့ကျွန်တော်ထမင်းချက်ဖို့ဒါအုပ်ဆောင်ကျွန်တော်လှန်ကြည့်ရအခါမှာဒီနေ့ထမင်းကအများကြီးကြံသေးတဲ့အတွက်ကျွန်တော်ဒီနေ့ထမင်းချက်စရာမလိုအဲ့တော့ကျွန်တော်ဘာလုပ်ဆရာရှိလဲဆိုပြီး whiteboard ကိုကြည့်တယ် whiteboard မှာရေးထားတာတော့ကျွန်တော်မလုပ်ပါဘူးကျွန်တော်လုပ်ချင်တာပဲကျွန်တော်လုပ်တာပါလက်ကားနောက်တော့ပါအဲ့တော့ကျွန်တော်မနက်အိပ်ရနိုးထမင်းဆွန်းကပ်ပြီးလို့ရှိရင်ကျွန်တော်ထမင်းချက်တယ်ထမင်းချက်စရာမရှိဆိုတော့ဒီနေ့ကျွန်တော်ဝါသနာပါတဲ့ဒီစက်ကတ်အပိုင်းလေးတွေကိုကျွန်တော်ဒီနေ့စောစောစီးစီးလေ့ကျင့်ဖြစ်တယ်ပေါ့နော်အဲ့တော့အရှိမထုတ်ရတာကတော့ကျွန်တော်ဒီယာပိုလို့အနောက်မှာတော့ခလက်ချက်ကလေးပေါ့အဲ့တော့ဒီနေ့ကျွန်တော်စောစောလေ့ကျင့်မယ်ဒီနေ့လေ့ကျင့်ဖြစ်တယ်အဲ့တော့ဒါကတော့ကျွန်တော်လေ့ကျင့်တဲ့နေရာပေါ့နော်ကျွန်တော်ရဲ့ channel ပေါ့ကျွန်တော် channel ထဲမှာပဲကျွန်တော်လေ့ကျင့်တယ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီယာပိုလို့လေ့ကျင့်တယ်ကျွန်တော်လေ့ကျင့်အချိန်ကတော့ကျွန်တော်ပညာရေးတစ်ခုကိုကျွန်တော်တနားရီလေ့ကျင့်တယ်ပေါ့နော်အခုကျွန်တော်ဒီယာပိုလို့ကျွန်တော်တနားရီလေ့ကျင့်တယ်အဲ့တော့လေ့ကျင့်တာတော့ကျွန်တော်နေ့တိုင်းလုပ်ရပါတယ်မလုပ်လို့မရပါဘူးအဲ့တော့မလုပ်ဖြစ်တဲ့ရက်လည်းရှိရဆိုလို့ရှိရင်နောက်နေ့အစားထိုးပြီးတော့ကျွန်တော်လုပ်ပါတယ်အဲ့တော့ကျွန်တော်က clown တယောက်ဖြစ်တဲ့ဂျိုဂါတယောက်ဖြစ်တဲ့အတွက်ဒီစက္ကန့်နဲ့ပတ်သက်တဲ့ပညာရက်တွေမဂျင်းနဲ့ပတ်သက်တဲ့ပညာရက်တွေကိုကျွန်တော်လေ့လာလိုက်စားပါတယ်အဲ့တော့ဒီစက္ကန့်နဲ့ပတ်သက်တဲ့ပညာရက်တွေမဂျင်းနဲ့ပတ်သက်တဲ့ပညာရက်တွေစိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုလို့ရှိရင်ကျွန်တော်ဓလုံးကို like and follow လုပ်ပြီးတော့အားပေးကြည့်ရှုနိုင်ပါတယ်ကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကအမြဲတမ်းကြိုးစားပြီးတော့ဖျော်ဖြေနေတာဖြစ်ပါဖျော်ဖြေသွားမှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော် clutch jack လင်းကိုကျွန်တော်လေ့ကျင့်တာပြီးရဲ့နောက်မှာတော့ဒီကျွန်တော်အစာကျွေးတယ်ဆိုတာထက်တာကျွန်တော်လေ့ကျင့်တာပေါ့နော်ကျွန်တော်သူ့ကိုလည်းအချိန်ပေးပြီးတော့ကျွန်တော်လေ့ကျင့်မှုတွေလုပ်ပါတယ်အစာနဲ့ပဲလေ့ကျင့်တာမျိုးပေါ့နော်အဲ့တော့ဒါသူ့ကိုလည်းကျွန်တော်အချိန်ပေးပြီးတော့နာရီဝက်ကျွန်တော်မနက်ပိုင်းကိုလေ့ကျင့်ရင်းနဲ့အစာကျွေးတာမျိုးအခုကျွန်တော်လုပ်ပါတယ်ဒီဒီကိုအစာကျွေးပြီးတဲ့နောက်မှာတော့ကျွန်တော်လူစားဖို့အတွက်ကျွန်တော်ကြက်ဥကြော်ပါတယ်ဟုတ်ရှာပဲဘယ်လိုလဲတွေးရဆိုတော့မပြောင်းကြက်ဥကြော်ပြီးနောက်မှာတော့ဒါဒီနေ့ရဲ့စားပွဲလေးပေါ့နော်အဲ့တော့စားကြပါအောင်လို့ကျွန်တော်ခေါ်ပါတယ်စားကြပါအောင်သမင်းစားပြီးရဲ့နောက်မှာတော့အချိန်အားဖြည့်ဆိုလို့ရှိရင်တော့နေ့ကင်းတစ်နာရီလောက်တော့ရှိနေပါပြီအဲ့တော့ကျွန်တော်သမင်းစားပြီးဆိုနေ့ကင်းမှဆိုလို့ရှိရင်ကျွန်တော်အိတ်တဲ့အကျင့်ရှိပါတယ်အဲ့ဒီအကျင့်ကိုကျွန်တော်ဖြောက်နေရ2ရက်တော့ရှိပါပြီအဲ့တော့ကျွန်တော်အခုဒီနေ့နေ့ကင်းကိုတော့ကျွန်တော်ဝိတ်လျှော်တာနဲ့ပဲကျွန်တော်ကုံဆုံးလိုက်ပါတယ်ဝိတ်လျှော်ပြီးတော့ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်မသိဘူးဖြစ်ပါတယ်စဉ်းစားနေတော့မှအဲ့တော့ကျွန်တော်ဒီမဂျင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုကျွန်တော်ထုတ်ကင်မယ်ပြီးတော့ကျွန်တော်ဘောလုံး twisting ပေါ့ဘောလုံးလီထိုးပြီးတော့ရုပ်ခောက်တာလေးတွေကိုကျွန်တော်လုပ်မှာဖြစ်ပါတယ်အဲ့ဒါလုပ်ပြီးတဲ့နောက်မှာတော့အချိန်အားဖြင့်ကတော့2နာရီခွဲလောက်ဖြစ်သွားပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်ထမင်းနေဟင်းနေလဲကျွန်တော်ချက်လိုက်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ရေစောစောစီးစီးချိုးလိုက်တယ်ကျွန်တော်ရေစောစောစီးစီးချိုးပြီးတော့စောစောစီးစီးကျွန်တော်ချောနေလိုက်တယ်ရှုပ်လို့အဲ့တော့3နာရီလောက်မှကျွန်တော်ကိစ္စဝိစာတွေပြီးသွားတာဖြစ်တဲ့အတွက်ကျွန်တော်ဘာလို့ကောင်းမလဲစဉ်းစားတော့ကျွန်တော်စာအုပ်လေးဖတ်မလို့ပေါ့နော်အဲ့တော့စာအုပ်ဖတ်ဖို့တော့ကျွန်တော်အခန်းကိုကျွန်တော်သွားတယ်ကျွန်တော်အခန်းကိုကျွန်တော်ပြမယ်ပထမဆုံးမြင်ရတာတော့ပတ်မှန်မှာကျွန်တော်မွေးထားတဲ့ချက်တူလေးပါအဲ့တော့ပြီးတော့ကျွန်တော်အော်စတရာတွေပါရှိတယ်ကျွန်တော်အော်စတရာနည်းနည်းယူတယ်ထမင်းစားစရာမရှိတော့အော်စတရာပဲကျွန်တော်ဝယ်စုတယ်အဲ့ဒါပြီးတော့ကျွန်တော်အိမ်ပြောင်းထားတာမကြသေးတော့ကျွန်တော်နည်းနည်းတင်းဆဲထားတဲ့ကျွန်တော်ပစ္စည်းလေးတွေဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်စာအုပ်ရှာတယ်ကျွန်တော်စာအုပ်စာပေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကတော့ဒါမလိုက်စားပါဘူးအိမ်မှာရှိတဲ့စာအုပ်တွေကလည်းအချစ်စာအုပ်တွေကပဲများပါတယ်ဘဝတသနာစာအုပ်ကတိတ်မရှိပါဘူးအဲ့တော့ကျွန်တော်စာအုပ်ဖတ်ဖို့ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်စာအုပ်တုပ်ဖတ်မယ်ဆိုပြီးတော့ကျွန်တော်စာအုပ်လေးရွေးတယ်
ဒါနေကင်း3နိုင်လောက်စောက်ဖက်ဖို့လုံးနေရဲ့အချိန်မှာပဲနေပူနေရင်းနဲ့ရုတ်တရက်မိုးကလည်းရွာပြီးတော့ချလာပါတယ်ဒါတော့ကျွန်တော်အခန်းလေးကိုကျွန်တော်စိတ်ပါတော့နေကျွန်တော်ရိုက်နေရပါအဲ့တော့စိတ်ပါရဲလာလည်နိုင်ပါတယ်ဝက်ကီးလေး2ချောင်းလောက်တော့ယူလာခဲ့ပေါ့နော်ဟုတ်ပြီအဲ့တော့မိုးရွာလာတာလေးကျွန်တော်ပြရမယ်အဲ့တော့မိုးရလာတဲ့နောက်မှာလည်းကျွန်တော်ကော်ဖီလေးဖြော်ပြီးဆောက်လေးဖိန်နေကျွန်တော်ငိမ့်မယ်ဆိုပြီးတော့ကျွန်တော်စိတ်ကူးလိုက်တယ်ဆောက်လေးကျွန်တော်ကင်ပြီးတော့ဖတ်မဲ့အချိန်မှာကျွန်တော်လက်ထဲကိုကျွန်တော်ဖုန်းကရောက်လာတယ်အဲ့လိုနဲ့ပဲအခုဒီဗီဒီယိုကျွန်တော် edit ဆက်လိုက်တယ်ဒီနေ့ကတော့ဒီလောက်ပဲကျွန်တော်ညဘက်အချိန်မှာဘာလုပ်မလဲဆိုတာတွေကိုတော့နောက်တစ်ပိုင်းကြလို့ရှိရင်ဆက်ကြည့်ပါအောင်အဆုံးနဲ့ထိကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့အားပေးဖို့လည်းမျှော်လင့်ပါတယ်ကျွန်တော်လည်းဒီထက်ပိုပြီးအများကြီးစူးစမ်းသွားပါအောင်မယ်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်